အရင်ဆုံးကျွန်တော်ဖုန်းမှာရှိ Chrome browser ကဝင်မယ်ပြီးရင် search bar မှာ Google AI Studio ဆိုပြီးတော့ထိုက်ရှာပါ GOOGLE AI STUDI ထိုက်ရှာလိုက်ပါအဲ့ဆိုရင်ကျွန်တော်ဒီမှာအပြာရောင်လိပ်ပြလေးလို့ပုံမှန်နေနော် Google AI Studio ဆိုပေါ်လာပြီအဲ့ဒါကိုနှိပ်ပြီးဝင်ပါဒီရောက်တိုင်းဆိုရင်ခုမှရှိတဲ့ Gmail account နဲ့ login ဝင်ပါအမှ welcome to AI Studio ဆိုပြီးတော့ပေါ်လာပါပြီပြီးရင်ကျွန်တော်ဒီမှာ live audio to audio dialogue ဆိုတာလေးတွေရွေးပါပြီးရင်ဒီဘေးမှာကျွန်တော်ဒီမှာ voice ဆိုရှိတယ်အဲ့မှာအတန်ယောက်ျားလေးတန်မိန်းကလေးတန်အကုန်ချိန်လို့ရပါတယ်ကိုကြိုက်တဲ့အတန်ထားပါ Got a project in mind? What do you want to explore? What kind of masterpiece are we aiming for? ရှာပါပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီဘက်မှာ talk ဆိုတာရှိတယ် mic ပုံစံလေးနဲ့ talk ကိုနှိပ်လိုက်ပါလိုအပ်တဲ့ကျွန်တော်တို့ဒီမှာသူခွင့်ပြုချက်တွေတောင်းတယ်အဲ့ဒါလေးခွင့်ပြုပေးလိုက်ပါဒါက mic ခွင့်ပြုချက်တောင်းပါတယ် connecting to server ဖြစ်နေတယ်အဲ့ဒါကအဲ့ဒါဆိုတာဒီမှာ string if like စပြောလို့ရပါပြီငါပြောတာကြားရတာဟုတ်ကဲ့ခင်ဗျားပြောနေတာကြားနေရပါတယ်ဘယ်လိုကူညီရမလဲဒါကမြန်မာလိုပြောတတ်တဲ့ Google AI Studio ဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ